စကဲတွေကြွကြဲဖို့ဆိုရင်ဘာလို့ကဲမျက်စိမိတ်ပြီးလမ်းလျှောက်လို့ရသလားမမမကြည့်ဘဲနဲ့ကားမောင်းလို့ရသလားကျမတို့ဒီမောင်းနေတာပေတိုလားပေရှည်လားကဲတခြားကားပဲကြော်ကြော်ကိုကပဲကြော်ကြော်ဘော်ဒီလွတ်မှဝင်လို့ရမယ်နော်ဟုတ်ပြီနော်ပြောပြထားတယ်နော်ကားကြီးနီးပြမှာအမကပဲပထမဦးဆုံးလားမသိဘူးမထင်တာလေးပြောတာဗောနော်အမသက်ရှေ့မှာရှေ့ကောင်းလဲရှိနိုင်မယ်ဒါတော့အမမသိလို့နေမှာဗောနော်ဆိုတဲ့အခါကျတော့ခံရမှာပဲလေပထမဦးဆုံးနေရာခံရတာပဲအမကလေ့ကျင့်ခဲ့စေရဆိုလို့ချင်းဒီကလပ်တွေကိုမလွတ်တတ်တဲ့အပေါ်မှာစက်တွေခဏခဏသေးပေါ့စက်တွေခဏခဏသေးတော့ကိုကအရင်စိတ်ပင်ပန်းခဲ့ရတာလေအများကြီးခက်ခဲရှိတယ်ဗောနော်ကိုညံ့လို့နေမှာဗောနော်ကိုကပဲတုံးလို့ကိုကပဲညံ့လို့ဗောနော်ကိုရှိမှာအများကြီးပြေလဲကြတဲ့လူတွေကိုမြင်ကိုမှာကသူတို့အတွက်ဝမ်းသာတယ်အားကြတယ်ကိုကစိတ်အားငယ်ရတယ်ဗောနော်အမလောက်ကမချမ်းသာသွားဘူးဒါပေမဲ့စိတ်ချမ်းသာရတယ်ပညာလေးကိုဝါသနာနဲ့ဝမ်းသာနဲ့ထပ်တူညီတယ်ပေါ့ကွယ်အဲ့ဒါလေးကိုဝါသနာပါတဲ့ခက်ခဲနေတဲ့အမျိုးသမီးလေးတွေရှိတယ်ဆိုရင်အမကပညာဒါနပြုဖို့ဖိတ်ခေါ်ပါတယ်လို့